အားလုံးပဲမင်္ဂလာပါဗျဒီမောကျွန်တော်ရဲ့ small trader page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာကကျွန်တော်မနေ့က SAU USD ရအောင်ကျွန်တော်ကmarket သုတ်သက်ပြခဲ့ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီမှာကဘာကိုဘယ်ဘန်းကိုသုတ်သက်ပြမှာလဲဆိုတော့Euro USD ကြောင်းကိုကျွန်တော်ကသုတ်သက်ပြမှာဖြစ်ပါတယ်ဆိုတော့ market အခြေကြည့်အောင်နော်ကျွန်တော် market ထရောက်ပြီး market ထရောက်ပြီးဆိုတော့ねကျွန်တော် time frame ကြည့်မယ်ကျွန်တော် daily time frame မှာ market ကလောလောဆယ်မှာ upside သွားနေတာကျွန်တော်တွေ့ရတယ်နော် upside သွားနေတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီဘက်ကချစ်ထား upside သွားနေတယ်ပြီးတော့ကျွန်တော်တို့ phone ကိုချစ်စစ်ကြည့်မယ်ကျွန်တော်ဒါခဏဖြတ်လိုက်မယ်4ဟောမှာက market upside သွားနေပြီးတော့ downward shift downtrend ပြန်ဆင်းရှိနေတဲ့အခြေအနေကိုရှိတယ်ဗျဒါမှမသိကြသေးဘူးဆိုတော့ကျွန်တော် market ကိုချိန်ဆောက်ရှိဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ international limit time frame ကိုချိန်တော့ကြည့်အောင်7 minute ကျွန်တော်သွားလိုက်မယ် okay international time frame ရောက်ပြီဆိုတော့လည်းကျွန်တော်တို့ session frame မှာကျွန်တော် market ကိုကြည့်မယ်market ကခဏ4အောင်မှာပဲကျွန်တော်တို့က downtrend ကိုတွားချင်တဲ့ပုံစံဖြစ်နေတယ်ဆိုတော့ကျွန်တော်15မိနစ်မှာကလက်ရှိမှာကာတိုင်းချိန်ထားတယ်အဲ့တော့ကာတိုင်းချိန်ထားတဲ့ဆိုတော့ကျွန်တော်တို့တုတ်တက်ထားတယ်ကျွန်တော်တို့မှာတုတ်တက်ထားတဲ့ plan ရှိတယ်ဆိုတော့ကျွန်တော်တို့ plan ကိုချစ်ဆွဲအောင်ဒါတော့မရှိအောင်ဒီမှာက low နဲ့ high ကိုဖောက်အောင်ပြီဆိုတော့ဘာဖြစ်သွားလဲ upside ကိုပြပြီးသွားချင်နေတဲ့အခြေအနေဖြစ်သွားပြီso liquidity ဖြားလိုက်မယ်ကျွန်တော်ဒါချိန်သွားပြီဆိုတော့ low point တစ်ချက်ထည့်လိုက် so ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က market ကိုလုံးဖို့လို့စဉ်းစားရမယ်ကျွန်တော်ရဲ့ strategy ရောက်ပါလုံးဖို့စဉ်းစားရမှာဆိုရင် market strategy ဆွဲမယ်လက်ရှိဒီကနေ market ကတက်သွားတယ် market တက်တယ်ဆင်းတယ်ကြည့်ရမယ် market တက်တယ်ဟောဆင်းတယ်ပြတ်တက်တယ်နောက်ပြန်ဆင်းတယ် liquidity ကပုံပါလေကျွန်တော်ရဲ့ liquidity ဟာဒီပေါ့ဒါ liquidity ဒါမှမဟုတ်ဒါအချဖျားရဲ့ liquidity တမ်းမနေမှာ liquidity စီးပြီးဆိုတော့လည်းဘောလုံးမှာဆိုတော့ကျွန်တော် half point သိမှာဒါကျွန်တော်ရဲ့ half point alright half point ကိုတော့ဖောက်အောင်ဖောက်တယ်ဟုတ်ဖောက်တော့ကျွန်တော်တို့ပဲသိမှာတို့ပဲထင်တယ်ဒီဘက်ခေါက်တယ်ဆိုတော့ market ကတက်တယ်market structure ဆိုတက်တယ်တော့ဆင်းတယ်တက်တယ်တော့ဆင်းတယ်ပြီးတော့တက်သွားတယ် right ကျွန်တော်ဆင်းမှာ detail ပြဆင်းသွားတယ်ဆင်းသွားတယ်ဆိုတော့market liquidity ခဏစီဆိုဒီမှာ fight လုံးဝပြပြီးတော့ဖောက်ဆင်းသွားတယ်ဒီနားလေးမှာထားလိုက်မယ်ဒါချက်ချင်းသိရတယ်လုံးဝဖောက်ရဆက်သွားတယ်ဆိုတော့ကျွန်တော်ကာတာပြပြီးတော့ချိန်သွားတယ်ဆိုတော့ကျွန်တော်တို့ half point ဒီစုပ်ပွဲ half point ကိုမှတ်လိုက်မယ်ဒါ half point right half point သိပြီအဲ့တော့ okay ကဒီမှာတစ်ခေါက်liquidity ခဏစီးတယ်4မှာလည်း market ကချက်ဖက်သွားနေတဲ့ပုံစံဖြစ်နေတယ်ဆိုတော့ confirm လို့မရသေးဘူးဆိုတော့ကျွန်တော်ဆက်မှာ downward shift မှာလား upside ကိုသွားမှာလားဆိုတော့ကျွန်တော် market ကိုတစ်ချက် confirmation နဲ့စောင့်ကြည့်ဖို့လိုပါတယ် so market ကဖောက်သွားပြီဆိုတော့ adjustment မှာရှိမယ်ဒါ liquidity adjustment ဒါကျွန်တော်ရဲ့ liquidity ပဲ so liquidity စီးပြီးဆိုတော့လည်းကျွန်တော်တို့ low point သိမယ် low point ခဏမှတ်မယ်
low by TV low by a form of washing or a brush on general trim or a brush on that the Elisa or a bro and cook got sitting with us on so the more so you take my liquidity session liquidity sheet session liquidity sheet liquidityရှိတယ်ပြီးတော့ order block ရကြည့်မယ်ဆိုလို့ရှိရင်တာစီစုဒီမှာတစ်စုံရှိတယ်ကျွန်တော်လောလောဆယ်မှာဒီစုံလို့ရရှိပေးနေတယ်တူတူဆက်ဆက်ရနဲ့ပြီးတော့မယ်ဆိုတော့တိတ်ကြခင်မှာကျွန်တော်လက်ဆက်ဆက်ဖွင့်တော့မယ်ဆိုတော့ market ကဒီစုံကနေပြီးပြန်ပြီးဆင်းဝင်လာဆိုတော့ဆော့ကြည့်တော့ရတယ်ဒီစုံကတော့ fail ပါပြီဒီစုံကတော့ fail ပါပြီဆိုတော့စုံကြမယ်ကျွန်တော်ပေါ်ကနေစုံမှာ confirmation နဲ့စောင့်ကြည့်ဖို့လိုတယ်ဒီလိုဖြစ်နေဒီစုံမှာစောင့်ကြည့်ဖို့လိုပါတယ်ဒီမှာတန်းဆွန့်ကျင်တယ်ဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့free discount ခေါ်လိုက်မယ်ဆိုဒီအနေကျန်အဖြစ်ဒီအနေဒီကိုဆွဲဆိုဒီပါဒီက risk မရတယ်နော်risk ရတဲ့နေရာတွေဒီနေရာဒီမှာခုထားလို့ရတယ်ပြီးတော့ TP ကကဲရှိတယ် GD ထားလို့ရတယ်4ရှိတယ်နောက်တစ်စုံကဒီကနေတော့ဝယ်မယ်ဆိုဝယ်လို့ရတယ်ဒီမှာနားလေးမှာထားဒီတူပဲထားစတော်လုံးမှာထား TP အောင်မဆွေဒီဒီမှာကကိုယ့် risk က value ထားရတယ် block ပေါ်စီယူထားတဲ့ from TP တော့ဝင်နေကြပါစင်ရဲ့တဝက်စီခွန်းဝင်မယ်ဆိုရင်ရတယ်ဒါကျွန်တော် confirmation ပေါ်လေးပါမပေါ်ပဲ plan ချထားတာပေါ့နော်နောက်တစ်ခုက ဒီ trade market ကစစ်ပြီးတော့ဆင်းရမယ်ဆိုလို့ရှိရင်ဒီစုံရအောင်မယ်ဆိုလို့ရှိရင် confirmation စောင့်မယ်ပြီးတော့ဒီကနေတက်ဆုံးလို့ရတယ်အခုရှင်းမယ်သိချင်မယ်ဆိုလို့ရှိရင်ဒီစုံကနေပြီးတော့ရှင်းရတယ်ဒီကတောက်ချနေဆိုတော့ restaurant နဲ့ပြရရ restaurant ပြီးတော့ဝင်သေးတယ်ပေါ့နော်ဒီဆုံးလေးထောင်းရတယ်ဒီမှာရှိတယ်ဆိုတော့လို့ဆိုမှဒီစုံကတနိုင်ခွဲဆိုတော့တနိုင်ခွဲလေးဆိုလို့ရှိရင်တော့တနိုင်ခွဲတော့ဆိုတနိုင်ခွဲပြီးတော့လည်းကျွန်တော်တို့ letter ဆက်ဖွင့်တော့ဖြစ်တဲ့ကြောင့်မို့လို့ဒီစုံကနေပြီးတော့ confirmation ရတယ်ဆိုလို့ရှိရင်ဝင်လို့ရပါတယ်ဆိုတော့ကျွန်တော်မနေ့ကကိုထွေထားတဲ့ဟာကိုတစ်ချက်ပြီးပြန်ပြီးသွားကြည့်မယ်ကိုမပေါ်ဖြစ်သွားတယ်ကျွန်တော်ရဲ့ plan အရကြည့်လို့ဆိုရင်ကိုမကဒါက low point လည်းမရှိဘူး liquidity လည်းမရှိဘူး market ကဆက်ပြီးသွားနေတယ်ဆက်ဝေးမှာပဲအနေထားမှာရှိသေးတယ်ဗျာဗီဒီယိုမှာဆိုလို့ရှိရင်တော့တောင်းချနေတာဖြစ်နေတယ်ဆိုတော့ risk တော့ short သေးတာပေါ့နော်ဒီစုံတဲကိုဒီစုံတဲကိုရောက်မယ်ဆိုလို့ရှိရင်လည်း confirmation တွေစောက်ပြီးတော့ပဲဆိုဝေးလို့ရတယ်ဒါမှမဟုတ်ဒီပေါ်တက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ market ကအောက်ဆက်ရှင်းရမယ်ဆိုရင်ဒီစုံနေရှင်းဒါမှမဟုတ်ဒီစုံနေရှင်းဆိုရှင်းရဒီစုံကတော့ liquidity နေရောက်liquidity ဆက်ရှိတိုင်းဖြစ်နေတယ်ဆိုတော့ market ဘာဆက်ဖြစ်မလဲဆိုတာဘယ်တော့မှမသိဘူး market ကဘယ်အနေပဲသွားမယ်ဆိုတော့ကျွန်တော်ဘယ်တော့မှမသိနိုင်ဘူးဆိုတော့ကျွန်တော်ရဲ့strategy ကနေပြီးတော့ market ကဘယ်လို reaction လုပ်ပြီးမယ်ဆိုတာကိုတော့စောင့်ကြည့်ဖို့လိုပါတယ်ဗျာဆိုဒီနေ့တော့ကျွန်တော်ဗီဒီယိုဆိုလို့ကြည့်စုပြီးတဲ့အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆွေးနွေးကြတော့ပေါ့တတ်တာ